ငလင်ဘယ်လောက်ကျန်းလဲကြီးလိုက်ပါဦးအနားတော်တိတ်မကြရဘူးမကြဒါအပေါ်ကရေတွေကအဝေးစီတွေကိုပြန်ဆင်းသွားတာစသလှုပ်တော့ကရေတွေကအပေါ်ရှန်တက်လာပြီးတော့အင်းထဲကိုရေတွေဝင်သွားအခုတခါငလင်လှုပ်ပြီးတော့အင်းထဲကရေတွေကဥမာကြည့်ကိုအဝေးစီတွေကိုပြန်ဆင်းသွားတာကြောက်စရာကြီးနော်မကြအင်းထဲကရေတွေဥမာအဝေးစီကိုဟာအနက်ကြီးပဲအဝေးစီကိုပြန်ဆင်းသွားတာဂါလိတ်ပေးနေသူ့သူဂါလိတ်ပေးနေကောင်းနားလေးရငါရေကြီးထဲမှာရေနီးတာပဲဥပမာနေတာပေါ့ဒီလိုတွင်းနေတွေကကွာမှာလေအဲ့ဒါတွင်းကြီးအဲ့လိုမျိုးမပြအောင်ကြာပြီးမလို့ဆိုတာဒီဘက်ပေါ်လာဟဲ့အမလေးလက်ညောင်းလိုက်ဟဲ့ဟိုကရေရရေပြပြီးတော့လာနေတယ်ပွဲပြီးတော့ရေလမ်းကြောင်းထွက်လာနေတယ်ပြင်းဘူးပါတော့နေရတယ်ဟိုဘက်ကနေရေရဆွဲဟိုဘက်ကနေလာအားလုံးအဖက်ဖက်ကအစင်မပြေမှုတွေနဲ့ကဘာမြေကြီးကမကြမ်းပါတော့အသက်ကိုညံဆောင်ဥစ္စာကိုကန်ဆောင်ဆိုသလိုပဲနောက်ဆုံးတစ်ခုပဲဆူတောင်းရမှာကလူပဲကြံတော်ပါပြီဗျာ